အာဂျင်နာသမိုင်းမှာမက်ဆီမချိုးနိုင်ခဲ့တဲ့စံချိန်ကိုချိုးပြခဲ့တဲ့ရီယယ်ရဲ့လူငယ်ကျယ်ပွင့်အာဂျင်တီးနားလို့ပြောလိုက်တာနဲ့ပရိသတ်တွေတွဲပြီးတော့သိတဲ့လူပုဂ္ဂိုလ်တူကိုပြောပါဆိုရင်လီယိုနယ်မက်ဆီဆိုပြီးတော့ဖြေကြမဲ့သူတွေကပို့ပြီးတော့များမယ်ထင်ပါတယ်အာဂျင်တီးနားတိုင်းမက်ဆီကဘောလုံးစားမဘွားစနီမတ်တန်းကောင်းများစွာကိုပိုင်ဆိုင်ထားခဲ့သူစူးစိတ်ပေါင်းများစွာကိုလည်းရယူဆွခုထားသူတယောက်ပါဒါပေမဲ့စနီမတ်တန်းတွေဘယ်လောက်ပဲပိုင်ဆိုင်ထားပါစီဂန်ဝင်ကြီးမာရာဒိုနာတင်ရှိတာအမှတ်တန်းကောင်းတစ်ခုတော့မက်ဆီနေနဲ့ချိုးပြနိုင်ခြင်းမရှိခဲ့ပါဘူးအဲ့လိုမက်ဆီမလုံးနိုင်ခဲ့တဲ့စနီမတ်တန်းတစ်ခုကိုရီယယ်မက်ဒရစ်ရဲ့လူငယ်ကျယ်ဝင်လေးမာရန်ဒူနိုကချိုးပြသွားခဲ့ပါတယ်နောက်26ကမ္ဘာဖလားခြေစစ်ပွဲဖြစ်တဲ့အီကွေဒေါနဲ့ကစားခဲ့တဲ့ပွဲမှာအာဂျင်တီးနားအသင်းကောင်းဆောင်မက်ဆီမပါဝင်နိုင်ခဲ့တဲ့အတွက်အသက်16နှစ်သားရှိတဲ့လူငယ်တိုက်စစ်ကစားမမာရန်ဒူနိုဟာဂန်ဝင်ကျောင်းနံပါတ်10ကြာစီဝစ်စင်ဝင်ရသွားခဲ့ပြီးဒုတိယပိုင်းမှာလူစားဝင်ကစားသွားခဲ့ပါတယ်အားကြောင့်မာရန်ဒူနိုဟာအာဂျင်တီးနားအသင်းသမိုင်းတစ်လျှောက်ဂန်ဝင်ကျောင်းနံပါတ်10ဝစ်စင်ကစားဝင်ရတဲ့အသက်ငယ်ဆုံးကစားမဖြစ်စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်အာဂျင်တီးနားကလပ်ရီပဘလစ်အသင်းနဲ့ Professional ဘောလုံးသမားဘွားစတင်ခဲ့တဲ့မာရန်ဒူနိုဟာစီနီယာအသင်းတော်64ဝယ်ကစား10ဂိုးသွင်းခဲ့ပြီးတော့သူရဲ့ခြေစွမ်းကြောင့်ရီယာဒီဆာမှာရီယယ်မက်ဒရစ်တို့ကယူရို45သန်းထိပေးပြီးတော့ခေါ်ယူစာချုပ်ထားခဲ့ပါပြီ။အီကွေဒေါနဲ့ပွဲမှာမာရန်ဒူနိုနံပါတ်10ဝစ်စင်ကစားဝင်ရခဲ့တဲ့အတွက်ဂန်ဝင်ကြီးမာရာဒိုနာကိုကြော်ဖြတ်ပြီးတော့အသက်ငယ်ဆုံးနံပါတ်10ပန်းရှင်ဖြစ်အသက်16နှစ်နဲ့19ရက်နဲ့စံချိန်သစ်တင်သွားပါပြီ။အားလုံးပဲမင်္ဂလာပါ။ Football Theory IMBA ခွန်ရှိကိုအေဂျင့်မှကြိုဆိုလိုက်ပါရစေ။မာရာဒိုနာအာဂျင်တီးနားအသင်းမှာနံပါတ်10စတင်ဝစ်စင်ခဲ့တဲ့1989ခုနှစ်တုန်းကအသက်18နှစ်6လနဲ့3ရက်နဲ့အသက်ငယ်ဆုံးကစားမဖြစ်ခဲ့မယ်အခုနှစ်ပေါင်း90နီးပါးကြာမှာတော့မာရန်ဒူနိုရဲ့စံချိန်ကိုချိုးပြသွားပါပြီမက်ဆီကတော့အသက်23နှစ်အရွယ်2010ကမ္ဘာဖလားပြိုင်ပွဲမှာအဲချိန်ကနီးပြပေးဆောင်နေတဲ့မာရာဒိုနာကိုယ်တိုင်ကနံပါတ်10ဂျာစီကိုဝစ်စင်ခွင့်ပေးသွားခဲ့တာဖြစ်ပါတယ်